နောက်ကပတ်တော့ဖပ်ပြီးတာနဲ့ပရမဆုံးချင်လားအနေနဲ့ဘာလို့ဖို့လို့အလဲဆိုရင်နားထောင်ဖွင့်ရတဲ့အရေးကြီးတယ်နားခံဖွင့်ရတဲ့အရေးကြီးတယ်ဒီနေရာမှာယုံကြည်သူတော်တော်များကအတန်ကြားတဲ့အချိန်ကြီးတယ်ဒါပေမဲ့ဖျားတဲ့ခင်ရဲ့ဖွင့်ပြတဲ့အတိုင်းကျွန်တော်ကအသက်မရှင်တဲ့အချိန်ရှိတယ်ကျမ်းစာထဲမှာကျွန်တော်ဘာလို့တွေ့ရလဲဆိုရင်ရှမတဲ့အခန်းကြီးခွန်အပိုင်းငယ်24ထဲမှာကျွန်တော်တွေ့ရတာရှိတယ်အကျဉ်သူတွေငါပြောသောဤစကားကိုကြား၍နားထောင်၏ထိုသူတွေကြောက်ပေါ်မှာတိဆောက်သောပညာရှိတဲ့သူကြောင့်ကိုငါပုံပြမည်နားထောင်တယ်ဆိုတဲ့နောက်ထပ်စကလုံးကပါဆိုတော့နားခံခြင်းဖြစ်တယ်ကျွန်တော်ကနားထောင်တယ်လှုပ်ဆောင်တယ်ကြားတော့ကြားပြီးဘာမှမလုပ်ဘူးဆိုရင်အဲ့ဒါကနားထောင်တော့မဟုတ်ဘူးဒါပေမဲ့နားထောင်တယ်ဆိုတဲ့အရာကကျွန်တော်ကနားခံခြင်းအဖြစ်ကျွန်တော်ပုံဖော်ရတာဖြစ်တယ်ဖျားတဲ့အချိန်ယူပြီးပြီဖျားခင်ထုတ်ကပတ်တော်ကိုဆင်ခြင်ပြီးပြီဖျားခင်အတန်တော်လည်းကြားပြီးပြီနောက်ထပ်တစ်ဆင့်နဲ့ပရမဆုံးချင်လန်းကျွန်တော်ဘာလို့ဖို့လို့အလဲဆိုရင်တော့ဖျားခင်ဖွင့်ပြတဲ့အတိုင်းလှုပ်ဆောင်ဖွင့်ရတဲ့အရေးကြီးတယ်ဖျားခင်ရဲ့ဖွင့်ပြတဲ့အတိုင်းဒါကျွန်တော်လုပ်မယ်ဆိုရင်တော့ဂျန်တဲ့အရာဖျားခင်ကတာဝန်ယူပေးမှာဖြစ်တယ်